လေ့ကျင့်ထားတဲ့လေရင်မယ်လေးတစ်ယောက်ဟာသူ့ရဲ့ပထမဆုံးအလုပ်ခွင်ကိုတာမန်ရထားနဲ့စတင်ပါတယ်။ခီးတဲ့ရာပေါင်းများစွာတက်ရောက်ပါတယ်။တချို့ကအလုပ်အတွက်ခီးသွားနေကြပြီးတချို့ကတော့သူတို့ရဲ့အားလျက်တွေကိုချစ်ရသူတွေနဲ့ကုံဆုံးမှုစူးစမ်းနေကြပါတယ်။ဒါပေမဲ့10မိနစ်အကြာမှာယထာကသတ်မှတ်ထားတဲ့ဘူတာတစ်ခုကိုရောက်တဲ့အခါအရာအလုံးပြောင်းလဲသွားပါတယ်။ယထာတွဲတွေကဟောင်းနှွမ်းပြီးတန်ချီတက်နေတဲ့လူတွေယူသွတ်သွားပြီးတွေးချောင်းစီးပွဲတစ်ခုဖြစ်ပွားပါတယ်။အလုပ်ခွင်မှာပထမဆုံးနေ့ကိုကောင်းမွန်တဲ့နေ့ရက်တစ်ရက်ကိုမျှော်လင့်နေတဲ့လေရင်မယ်လေးဟာဒီအဖြစ်အပျက်ကြောင့်စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။1988ခုနှစ်ကိုပြန်ရောက်သွားတယ်လို့ပါပဲ။တားလေးအိုမီဟာဒီနေ့ဟာသူ့မွေးနေ့ဖြစ်တာကြောင့်စိတ်လှုပ်ရှားနေပြီးသူ့အဖေအထူးလက်ဆောင်နဲ့ရောက်လာတာကိုစိတ်ရှိရှိနဲ့စောင့်နေပါတယ်။နစ်ဆန်းရဲ့အဖေကယထာပေါ်မှာရင်မောင်းအဖြစ်အလုပ်လုပ်နေပြီးအဖွားကရုပ်မြင်သံကြားရှိမှလဲနေပါတယ်။မီဆန်ကသူ့ရဲ့အယုတ်ယထာနဲ့ကစားနေပါတယ်။ဒါပေမဲ့မကြခင်မှာပဲပြင်းလာပြီးအဖွားရဲ့အာယုံဆိုင်မှုကိုရယူဖို့ကြိုးစားပါတယ်။အဖွားအိုကဘာမှမတုံ့ပြန်ပါဘူး။မီဆန်ကသူမရဲ့ပခုံးကိုလှုပ်ရမ်းပေမဲ့အသက်မဲ့နေတဲ့အမျိုးသမီးရဲ့ခန္ဓာကိုယ်ကအယုတ်ယထာပေါ်လေးလံစွာပြုတ်ကျပြီးရုပ်မြင်သံကြားကနေယထာကပျက်စီးသွားပါတယ်။ယထာပေါ်မှာကြောက်စရာကောင်းတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးတားရဲ့အဖေကိုအိမ်ပြန်ခေါ်လာတယ်ဆိုတဲ့ထိတ်လန့်စရာသတင်းကိုကျွန်တော်တို့သိလိုက်ရပါတယ်။တတုကြီးမွားသွားပြီးနောက်မီဆန်ရဲ့အဖွားဟာသူ့သားတည်ဆုံးကြောင်းသိလိုက်ရပြီးနောက်နှလုံးဖောက်ပြန်သွားကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကပ်ပေးဖြစ်ပွားရနေရာကိုပြသထားပါတယ်။ကလေးငယ်2ယောက်ရှိပြီးလက်မောင်းတန်ရာရထားတဲ့ယောက်ျားလေး1ယောက်နဲ့မိန်းကလေး1ယောက်ပါ။ကလေးတွေကမတော်တဆမှုကနေကာကွယ်ဖို့စူးစမ်းရင်းတည်ဆုံးသွားတဲ့သူတို့ရဲ့အမေရဲ့အလောင်းကိုထိတ်လန့်တကြားစိုက်ကြည့်နေကြပါတယ်။15နှစ်အကြာမှာမီဆန်ဟာယထာပေါ်မှာအလုဆက်လုပ်နေပါပြီးတချို့လူတွေကမတော်တဆမှုဖြစ်ပွားခဲ့တဲ့ယထာရဲ့စပယ်ယာဖြစ်တဲ့သူ့ဖေကိုအပြစ်တင်ကြပါတယ်။ဒါပေမဲ့မီဆန်ကလူတိုင်းကိုလစ်လူရှုပြီးသူ့အလုပ်ကိုဆက်လုပ်ပါတယ်။နောက်ပိုင်းမှာယထာဟာစိုးပူတာကနေရိုစုကိုည7:50မှာထွက်ခွာမယ်ဆိုတာကျွန်တော်တို့သိလိုက်ရပါတယ်။ခီးသည်တွေအများကြီးတက်နေကြပေမဲ့အဓိကကတော့ပြားရည်စမ်းခီးထွက်မဲ့ဟီကျူးစုံတွဲနဲ့သူ့ရည်စားပါ။မော်အတက်စုံစမ်းစစ်ဆေးသူတွေဖြစ်တဲ့ဆယ်ကျော်4ယောက်နဲ့ကျောင်းသူ4ယောက်တို့အတန်းတက်ပြီးပါပြီ။ယထာကအဲ့ဒီအချိန်မှာထွက်ခွာသွားပါတယ်။ခဏအကြာမှာစုံတွဲတွဲဘူတာယုံကိုရောက်လာပြီးဇနီးတွေကယထာလွတ်သွားမှာကိုစိုးရိမ်နေပေမဲ့အံ့ဩစရာကောင်းတာကမနက်7:00နာရီမှာဒုတိယယထာတစ်စင်းရောက်လာပြီးစုံတွဲဟာပထမယထာပေါ်ပြန်တက်ခဲ့ကြပါတယ်။ကပတိန်မစ္စတာပေါက်ကြီးညာချက်တစ်ခုထုတ်ပြန်ပြီးဒီယထာဟာဒီနောက်ပိုင်းမှာရိုးစုဘူတာကိုနောက်ဆုံးအကြိမ်သွားတာဖြစ်တယ်လို့သူပြောပါတယ်။သူနဲ့ယထာ2ယောက်စလုံးအနားယူတော့မှာပါ။ယထာရဲ့အစိတ်ပိုင်းတချို့မှာလွန်ခဲ့တဲ့15နှစ်ကပြစ်ကျခဲ့တဲ့ယထာတွဲတွေနဲ့အတူတူပဲယထာတွဲတွေပါလာတယ်လို့သိရပါတယ်။ဒီအကြောင်းကြောင့်ပဲလူတွေကဒီယထာဟာ6လက်နေတယ်လို့ယူဆကြပါတယ်။အရင်ကကျောင်းသူလေးတွေကခေါ်လိုက်လို့မိကိုတမင်တကာလောက်ကြံပြီးနောက်မကြခင်မှာပဲမီဆန်ကဒါကိုသတိထားမိပေမဲ့ဘာမှမပြောပါဘူး။ထောက်တနေရာကိုသွားပြီးမုတ်တမျိုးကိုကိုယ်တိုင်စားပါတယ်။ယထာစပယ်ယာဂျင်းကသူမကိုအဖွားကအတွက်နှုတ်ဆက်ပွဲတစ်ခုကိုဖိတ်ကြားပြီးနှောက်ယှက်ခဲ့ပါတယ်။နောက်ပိုင်းမှာဝန်ထမ်းကောင်းဆောင်နဲ့အတူယထာကပတိန်နဲ့အတူနှုတ်ဆက်ပွဲကိုကျင်းပပြီးပါတီပွဲပြီးမှသူ့ရဲ့အနားယူမှုအတွက်ဂုဏ်ပြုပါတယ်။မဖွားကထိန်းချုပ်ခံကိုပြန်သွားတဲ့အခါရုတ်တရက်မိန်းကလေးတစ်ယောက်ယထာလမ်းပေါ်မှာရက်နေတာကိုတွေ့လိုက်ရပါတယ်။ကြောက်လန့်ပြီးဘရိတ်လက်ကင်ကိုအမြန်ဆွဲလိုက်တာကြောင့်ခီးတဲ့အားလုံးခဏလောက်ဟန်ချက်ပြတ်သွားပေမဲ့သူကယထာလမ်းကိုသွားစစ်ဆေးပါတယ်။နောက်တော့အဲ့ဒီမှာဘယ်သူမှမတွေ့ရတော့ပါဘူး။ Paranormal Activity အဖွဲ့ကယထာစီသူတယောက်ကိုယထာဘော်ကသူ့ရဲ့အတွေ့အကြုံအကြောင်းမေးမြန်းပါတယ်။အဲ့ဒီလူကစပြောပါတယ်။ဒီနေ့ဟာလွန်ခဲ့တဲ့15နှစ်ကကြောက်မက်ဖွယ်ကောင်းတဲ့မတော်တဆမှုဖြစ်ပွားခဲ့တဲ့နေ့နဲ့အတူတူပါပဲ။ခီးတဲ့ကအဲ့ဒီဖြစ်ရဖြစ်ပြီးကလေးကကန်ဆိုးတဲ့နေ့မှာမိဘတွေဆုံးပါသွားလို့နှစ်စဉ်ယထာမတော်တဆမှုနှစ်ပတ်လည်နေ့မှာခီးသွားခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်းလွန်ခဲ့တဲ့3နှစ်ကယထာပေါ်မှာလက်ဆွဲအိတ်ကင်ထားတဲ့လူတစ်ယောက်ကိုတွေ့ခဲ့ပေမဲ့သူမြင်မြန်ဆန်ဆန်ပျောက်ကွယ်သွားခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ခီးတဲ့ကအဖွဲ့ကိုအဲ့ဒီလူထိုင်နေတဲ့နေရာကိုခေါ်သွားပါတယ်။ဒါကိုသိလိုက်ရတော့ရှူရီအဖွဲ့ထဲကမိန်းကလေးတစ်ယောက်ကထိုင်ကုန်မှာထူးဆန်းတဲ့အရှိန်အဝါတစ်ခုကိုခံစားရတာကြောင့်သူဟာဝိညာဉ်တွေကိုမြင်နိုင်တဲ့ဝိညာဉ်ပညာရှင်တစ်ယောက်ပါ။တခြားတနေရာမှာမီဆန်ကဟူဝမ်ဆိုတဲ့ကောင်လေးတစ်ယောက်စီချင်းကပ်ပြီးသူ့ပုံဆွဲစာအုပ်ထဲမှာပုံတွေဆွဲနေပါတယ်။ကောင်လေးကလေရင်မဲကိုသူ့အမေကနောက်မှတ်တိုင်မှာသူ့ကိုစောင့်နေတယ်လို့ပြောပါတယ်။မီဆန်ကပုံဆွဲစာအုပ်ကိုကြည့်တဲ့အခါမီဆန်ကယထာပေါ်မှာမပါတဲ့ခီးသည်တွေကိုရေးဆွဲထားတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့တေချာမကြည့်ခင်မှာပဲကောင်လေးကဆွဲယူပြီးဖျက်ဆီးဖို့ကြိုးစားခဲ့ပါတယ်။မီဆန်ထွက်သွားပြီးနောက်မကြခင်မှာပဲယထာပတ်ပတ်လည်မှာထူးဆန်းတဲ့အရာတွေကိုမြင်တွေ့ခဲ့ရပါတယ်။ရင်ဟာဟောင်းနှွမ်းပြီးမှောက်မိုက်တဲ့ယထာအဖြစ်ပြောင်းလဲသွားပြီးနေရာအနှံ့မှာပင့်ကူတွေတွားသွားနေပါတယ်။သူမလည်းယထာစီးလာခဲ့ပါတယ်။လွန်ခဲ့တဲ့15နှစ်ကလေရင်ပြတ်ကျမှုမှာတည်ဆုံးသွားသူတွေရဲ့ဝိညာဉ်တွေကိုမြင်တွေ့ခဲ့ရပေမဲ့ရုတ်တရက်အရာအလုံးပုံမှန်ပြန်ဖြစ်သွားပြီးနောက်မှာမီဆန်ဟာအမည်မသိလေရင်မဲတယောက်ကိုတွေ့ပြီးသူမနောက်ကိုအိမ်နီးချင်းကစီလိုက်သွားခဲ့ပါတယ်။သူမခြေထောက်ကိုခလုတ်တိုက်မိပေမဲ့ထလာတဲ့အခါမီဆန်ဟာအရင်ရထားပုံမှာပဲရှိနေတာကိုတွေ့လိုက်ရတယ်။အခုတော့ခီးသည်တွေလည်းပြောင်းလဲသွားခဲ့ပါပြီ။ပြန်ကြည့်လိုက်တော့သပင်ရှည်တွေနဲ့ကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုကသူမကိုချက်ချင်းပဲစိုက်ကြည့်နေတယ်။မီဆန်ဟာထိတ်လန့်တကြားအော်ဟစ်လိုက်ပြီးခီးသည်ထိုင်ကုန်မှာထောက်တနေရာကနေထိုင်နေပေမဲ့ပတ်ဝန်းကျင်ကပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးအခုတော့ခန္ဓာကိုယ်ကအနက်ရောင်သပင်တူအဖြစ်ပြောင်းလဲသွားတယ်။ဆူဟီကအရာအလုံးကိုမြင်တွေ့လိုက်တယ်။သပင်အတုကိုကောက်ယူပြီးခီးသည်တွေကိုဒါသူတို့နဲ့သက်ဆိုင်လာလို့မေးတယ်။ခဏလောက်ဘသူမှစကားမပြောကြပေမဲ့မာနာကြီးတဲ့ကျောင်းသူလေးတစ်ယောက်ကဒါသူမနဲ့သက်ဆိုင်တယ်လို့လိန်ပြောပြီးသပင်အတုကိုသူမနဲ့အတူယူသွားတယ်
နောက်ပိုင်းမှာမီဆန်ကိုဝန်ထမ်းကြီးကြပ်ရေးမှုကခေါ်ပြီးခီးသည်တွေကိုကြောက်အောင်လုပ်လို့စူပူတယ်။ဒါပေမဲ့အခြေအနေတွေမဆိုးရွားခင်မှာပဲယထာစပယ်ယာဂျင်ကျူရောက်လာပြီးကြီးကြပ်ရေးမှုကိုမီဆန်ကိုချော့မှုဖို့ဆွဲဆောင်ခဲ့တယ်။ဒီနေ့ကသူမရဲ့ပထမဆုံးအလုပ်ဆင်းတဲ့နေ့ဖြစ်လို့အဲ့ဒီနောက်မှာကြောက်လန့်နေတဲ့လေရင်မဲကနောက်တစ်ခါမှအနားယူဖို့သွားခဲ့တယ်။ဒုတိယယထာကိုခေါ်သွားတယ်။12နာရီမှာယထာပေါ်တက်ခဲ့တဲ့စုံတွဲကအဲ့ဒီမှာရှိနေတုံးပဲ။ဇနီးဂျူမီကသူတို့နဲ့လွဲလို့ဘယ်သူမှမရှိတော့လို့တော်တော်ကြောက်နေတယ်။ဒါပေမဲ့ဂျွန်ဟွန်းကပတ်ပတ်လည်ကိုကြည့်လိုက်တယ်။တက္ကသိုလ်မှာသူ့ကိုတင် जा ပေးခဲ့တဲ့ပါမောက္ခခင်ကိုသူတွေ့လိုက်တယ်။ပြီးတော့ပါမောက္ခကသူ့အိတ်ကိုကင်လာတဲ့ပါမောက္ခစီချင်းကပ်သွားတယ်။ရုပ်ရှင်ပြီးရင်ပထမဆုံးယထာကိုပြန်သွားရအောင်။စပင်းအတူအကြောင်းလိန်ပြောတဲ့မိန်းကလေးရေချိုးခန်းထဲဝင်ပြီးဝတ်ကြည့်တယ်။ဒါပေမဲ့ရုတ်တရက်တယောက်ကသူ့လေပင်ကိုဆွဲထားတယ်လို့ခံစားလိုက်ရတယ်။မိန်းကလေးကပတ်ကြည့်တယ်။စပင်းအတူကသူ့လေပင်ကိုလေပင်ညှစ်တက်လိုက်တယ်။အိုးအမွှေးတွေထွက်လာတယ်။ယထာကဘူတာယုံမှာရက်ပြီးပြတင်းပေါက်ကနေမစ်ဆန်တတိထားမိတယ်။ဝမ်ကယထာဘော်ကဆင်းပြီးလမ်းပြောက်သွားမှဆိုလို့ကောင်လေးကိုတတိရသွားတယ်။ဝမ်ကအပြင်ကိုအမြဲလိုက်သွားပေမဲ့သူထွက်သွားပြီးမစ်ဆန်ယထာဘော်ပြန်တက်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ရုတ်တရက်သူ့ဖေကခီးတဲ့ထိုင်ကုန်တစ်ခုမှထိုင်ပြီးထိတ်လန့်သွားတယ်။ကံကောင်းထောက်မှစွာပဲဂျင်ကယထာထွက်တော့မယ်လို့တတိပေးလိုက်တော့နစ်ဆန်ကရုတ်တရက်ယထာဘော်ကိုအမြန်တက်သွားတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးတစ်ယောက်ကရေချိုးခန်းထဲဝင်ပြီးစစ်လိတ်တောက်တယ်။သူ့ရေးစားကယထာဘော်ကဆင်းလာပြီးတယောက်တည်းကြံခဲ့တယ်။အဲ့ဒီအချိန်မှာမီးတွေလင်းလာပြီးသူ့ဝိညာဉ်ကရုတ်တရက်သူ့ရှိမှပေါ်လာပြီးသူမကိုတိုက်ခိုက်တယ်။ရုပ်ရှင်ပြီးရင်ဒုတိယယထာကိုခေါ်သွားတယ်။အဲ့ဒီမှာပါမောက္ခခင်ကတယောက်ယောက်နဲ့စကားပြောနေတယ်။ခီးတဲ့တင်ဖို့ခီးတဲ့ကကျွန်တော်သားရဲ့အဖေကတခြားသူမဟုတ်ပါဘူး။သူ့သမီးကိုပေးဖို့စီစဉ်ထားတဲ့တေဂီတာတစ်တာတစ်လုံးကိုပြနေတာပါ။ပါမောက္ခကသူ့ရဲ့စာရွက်စာတမ်းကိုသူ့အိတ်ထဲမှာထည့်ထားတဲ့ရိုးစုကိုတင်သွင်းဖို့ခီးသွားနေတယ်လို့ရှင်းပြပါတယ်။အဲ့ဒီအချိန်မှာဇင်ငိုင်းနဲ့ကျွန်းမစုံတွဲဟာလွန်ခဲ့တဲ့15နှစ်ကပြစ်ကျခဲ့တဲ့တစီရထားတစ်စင်းပေါ်တက်သွားတယ်ဆိုတာကျွန်တော်တို့သဘောပေါက်လိုက်ပါတယ်။ပါမောက္ခနဲ့မင်းစင်ရဲ့အဖေကသူတို့ဟာပထမဆုံးရထားပေါ်မှာတည်ဆုံသွားပြီဆိုတာမသိသေးတဲ့ဝိညာဉ်တွေပါ။ဂျင်းကန်နဲ့မေဆန်တို့ဟာအလောင်းကိုစစ်လိတ်တောက်ဖို့ရေချိုးခန်းထဲဝင်သွားတဲ့အမျိုးသမီးရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။အမျိုးသမီးကအရန်ကြောက်နေပုံရပါတယ်။ဂျင်းကဗဟိုယုံကိုအကြောင်းကြားဖို့အလင်းစလိုစူးစမ်းပါတယ်။မေဆန်ကတည်ဆုံသွားတဲ့အမျိုးသမီးရဲ့ဖုန်းကိုပြန်ယူပါတယ်။အမျိုးသမီးရဲ့ရီးစားစီကမဖတ်ရသေးတဲ့ message တွေအများကြီးတွေ့ပါတယ်။ယထာဘော်ကချက်ချင်းဆင်းဖို့အကြံပြုထားပါတယ်။သူဆင်းပြီးတဲ့နောက်ယထာဘော်မှာဝိညာဉ်တချို့ကိုမြင်လိုက်ရတယ်လို့ထင်ရပါတယ်။မေဆန်အားတင်သွားပြီးအလောင်းကိုထားခဲ့ပြီးရုတ်တရက်ထွက်သွားပါတယ်။ယထာကအဟောင်းတစည်းအဖြစ်ပြန်ပြောင်းလဲသွားပါတယ်။မေဆန်ကအဲ့ဒီအမည်မသိလေရင်မဲကိုပြန်တွေ့လိုက်ပါတယ်။လေရင်မဲကအဲ့ဒီယထာဘော်မှာအလုပ်လုပ်ရတာအမှားလုပ်မိတယ်လို့ပြောပါတယ်။ပြီးတော့စိတ်ရှုပ်ထွေးပြီးစိုးရိမ်နေတဲ့ကျွန်တော်သားကိုသူတို့အားလုံးသွားတော့မယ်လို့ပြောပါတယ်။တေဖို့သားဖြစ်သူကလေရင်မဲကိုအော်ဟစ်နေပေမဲ့တကယ်တမ်းမှာတော့သူမရဲ့ကြီးကြပ်ရေးမှုအမျိုးသမီးကိုအော်ဟစ်နေတာဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီနောက်မှာမီဆန်ဟာကျမ်းပြင်ပေါ်မှာမင်းမျောသွားခဲ့ပြီးသတိလစ်သွားခဲ့ပါတယ်။သူမဟာယူပါယုံတစ်ခုကိုမြင်တွေ့ခဲ့ရပြီးအဲ့ဒီထဲမှာအမည်မသိလေရင်မဲဟာလွန်ခဲ့တဲ့15နှစ်ကပြစ်ကျခဲ့တဲ့ယထာပေါ်မှာအလုပ်လုပ်ခဲ့တယ်ဆိုတာပေါ်လွင်နေပါတယ်။သူမရဲ့နာမည်ကဂျွန်ဂျင်ဆုပ်ဖြစ်ပြီးတာဝန်ကျနေချိန်မှာသူမဟာအစိတ်ပလင်းတစ်လုံးကိုမှားယွင်းပြီးကံမိပြီးယထာကိုလုံးဝပျက်စီးစေခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်မသိခင်မှာမီဆန်ဟာနောက်ပိုင်းမှာသတိပြန်ဝင်လာပြီးသူမရဲ့ယူပါယုံတွေနဲ့အိမ်မက်တွေအကြောင်းချင်းခနဲ့ပြောပြခဲ့ပေမဲ့ဂျင်းခါကဇဝေဇဝါဖြစ်နေပြီးဘာမှနားမလည်ပါဘူး။မီဆန်ဟာစိတ်ဝိညာဉ်ပညာရှင်စူဟီစီကနေအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပြီးနှစ်ယောက်သားစကားပြောဆိုနေကြတဲ့အခါဂျင်းကားကလည်းယထာနောက်ဆုံးဘူတာမှာရက်ပြီးကလေးကထူးဆန်းတဲ့အရှိန်အဝါတစ်ခုကိုခံစားနေခဲ့ရတယ်လို့ဖွင့်ဟခဲ့ပါတယ်။ပြီးတော့တည်ဆုံသွားတဲ့အမျိုးသမီးရဲ့အလောင်းရှိတဲ့ရေချိုးခန်းကိုသွားခဲ့ကြပါတယ်။ဒါကြောင့်အလောင်းသားကိုသွားဖို့ကြိုးစားပေမဲ့တခြားနေရာမှာတစ်ခုခုကသူမကိုတားဆီးနေတယ်လို့ခံစားရပြီးမတက်မတာဖြစ်လာပါတယ်။ဟီဂျူနဲ့သူမရဲ့ရီးစားကိုတွေ့ရပါတယ်။သူတို့ဟာရုပ်ရှင်အစာမှာကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့စုံတွဲနဲ့အတူတူပါပဲ။သူတို့နှစ်ယောက်ရဲ့စကားပြောဆိုမှုကနေဟိုက်ဂျူဟာကလေးနှစ်ယောက်ထဲကတဦးလေးသောမိန်းကလေးဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်။လွန်ခဲ့တဲ့15နှစ်ကမတော်တဆမှုကနေအသက်ရှင်ကျန်ရစ်ခဲ့တဲ့ရှူဟာသတင်းစာတွေထဲကနေဝမ်းဆိုတဲ့ကောင်လေးဟာယထာဘော်ကဆင်းပြီးတယောက်တည်းရှာဖို့ကြိုးစားခဲ့တာ15နှစ်ရှိပြီဆိုတာကိုသိလိုက်ရတယ်။မိဆက်မှာရှိတဲ့ခီးတဲ့များစုဟာအဲ့ဒီကြောက်မက်ဖွယ်ကောင်းတဲ့မတော်တဆမှုကနေဝိညာဉ်တွေဖြစ်တယ်ဆိုတာကျွန်တော်တို့သဘောပေါက်လာခဲ့တယ်။ယထာရဲ့တစ်ဖက်ချမ်းမှာဆူဟီရဲ့တငယ်ချင်းတယောက်လေရင်မဲဂျင်ဆိုရဲ့ဝိညာဉ်ကြောင့်တည်ဆုံသွားပါတယ်။ခဏအကြာမှာမီဆန်ကဆူဟီကိုတွားကြည့်တဲ့အခါဆူဟီဟာကျမ်းပြင်ပေါ်မှာမင်းမျောနေတာကိုတွေ့လိုက်ရပါတယ်။အံ့ဩစရာကောင်းတာကဆူဟီဟာနောက်ဆုံးအချိန်ထိဓာတ်နဲ့ထိုးလိုက်ပြီလို့ဆူဟီဆုံးပါသွားခဲ့ပါတယ်။ဆူဟီကယထာဘော်ကခီးတဲ့များစုဟာအတိတ်ကဝိညာဉ်တွေဝင်ပူးနေတယ်ဆိုတာဖော်ထုတ်လိုက်ပါတယ်။အဲ့ဒီထဲမှာဟီဂျူးနဲ့သူ့ရီးစားလည်းပါဝင်ပါတယ်။အဲ့ဒီနှစ်ယောက်ကတော့လွန်ခဲ့တဲ့15နှစ်ကမိဘတွေနဲ့တိုက်မိခဲ့တဲ့ကလေးနှစ်ယောက်ရဲ့ဝိညာဉ်တွေဝင်ပူးခံခဲ့ရပြီးယထာကိုဝင်တိုက်ဖို့ရည်ရွယ်ထားကြပါတယ်။အရှုပ်ထွေးဆုံးကတော့ဝိညာဉ်တွေကသူတို့တည်သွားပြီဆိုတာမသိကြတာကြောင့်ခီးသွားနေကြတာပါ။မီဆန်ကယထာဘော်ကခီးတဲ့တွေတည်သွားတဲ့အခါစုံတွဲကိုရင်ဆိုင်ဖို့ချက်ချင်းထွက်သွားပါတယ်။ဒါပေမဲ့သူတို့ဝင်ပူးခံရတယ်ဆိုတာရှင်းပြနိုင်ခင်မှာပဲရီးစားကသူ့ကိုနောက်ကနေဓာတ်နဲ့ထိုးပြီးတရားစွဲဆိုခဲ့ပါတယ်။ရလက်အနေနဲ့မီဆန်ဟာကျမ်းပြင်ပေါ်မှာမေ့မျောသွားပြန်ပါတယ်။ဂျင်ဂျူးဟာယထာကိုဘူတာယုံမှာရက်ခိုင်းဖို့စီစဉ်ထားပေမဲ့ဘူတာယုံမှာရက်လို့မရတော့ပါဘူး။မီဆန်သတိပြန်ရလာတဲ့အခါခီးတဲ့တွေကလည်းစိုးရိမ်ပူပန်လာကြပါတယ်
မီဆန်သတိပြန်ရလာတဲ့အခါသူ့အဖေကိုသူ့ဘေးမှာဝိညာဉ်တွေ့လိုက်ရပါတယ်။သူမကိုစိတ်ငြိမ်အောင်ထားပြီးသူတို့ရဲ့ယထာဟာဒုတိယယထာတစ်စင်းနဲ့တိုက်မိတော့မယ်ဆိုတာဖွင့်ဟပြောဆိုပါတယ်။တိုက်မိပြီးနောက်ဝိညာဉ်အလုံးဟာသူတို့တည်ဆုံသွားပြီဆိုတာသိရှိသွားကြပြီးထူးဆန်းတဲ့ဖြစ်စဉ်ဟာနောက်ဆုံးမှရပ်တန့်သွားပါလိမ့်မယ်။အဲ့ဒီအချိန်မှာပဲဂျင်ကတ်ကသူမစီချင်းကပ်လာပြီးသူမကိုဘေးကင်းရာကိုပြန်ခေါ်သွားဖို့ပြင်ဆင်နေပါတယ်။ရုတ်တရက်မီးတွေပိတ်သွားပြီးသူတို့စီးလာတဲ့ယထာတွေကပြန်အိုမင်းသွားပါတယ်။ကျမ်းပြင်ကနေသွေးတွေစီးကျလာတာကိုမြင်ရပါတယ်။အဲ့ဒီကနေကြောက်စရာကောင်းတဲ့ဂျင်ဆောက်ကတွားထွက်လာပါတယ်။ဒါပေမဲ့သူမကကျမရဲ့သားချင်းကိုဖမ်းဖို့ကြိုးစားတဲ့အခါဂျင်းနဲ့ဂျင်းစုတို့ဟာလေရင်မဲမတော်တဆမှုမှာမတည်ဆုံးခင်ကတွေ့ခဲ့ကြတယ်ဆိုတာပေါ်လွင်လာပါတယ်။ဝိညာဉ်ကကျမရဲ့သားကိုထားခဲ့ပြီးဖြည်းဖြည်းချင်းကောက်ကွေးသွားပါတယ်။သူမရဲ့ရီးစားဟောင်းရဲ့လက်မောင်းတွေပါ။ယထာတွေတချို့မှာမီးတွေပိတ်သွားတဲ့အခါဖန်ခွက်တွေကခီးတဲ့တွေပေါ်ပြုတ်ကျလာပြီးဝိညာဉ်တွေကသူတို့ဟာတခြားတယောက်ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတယ်ဆိုတာနောက်ဆုံးမှသဘောပေါက်လာပါတယ်။နောက်တော့မီဆန်ကထိန်းချုပ်ခန်းကိုသွားပြီးဟိုက်ဂျူနဲ့သူမရဲ့ရီးစားကိုတွေ့လိုက်ပါတယ်။စုံတွဲကကပတိန်ကိုတက်ပြီးသူတို့ရဲ့လမ်းကြောင်းကိုပြောင်းလဲလိုက်တာကြောင့်ယထာဟာနောက်ထပ်တစ်စင်းနဲ့တိုက်မိပြီးယထာဘော်ကလူတိုင်းကိုတက်ပစ်မှာပါ။မီဆန်ကဟိုက်ဂျူကိုသူတို့နှက်ဝင်စားခံရတယ်လို့ယုံကြည်အောင်ကြိုးစားပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးဟီဂျူဟာ15နှစ်တာမြင်ကွင်းတစ်ခုကိုမြောင်လာခဲ့ပါတယ်။ဟီဂျူဟာလွန်ခဲ့တဲ့15နှစ်ကမိသားစုနဲ့အတူယထာစီပြီးပျော်ပါဖို့ကမ်းခြေကိုသွားကြမယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့အဖေကအစိတ်သုံးပြီးသူတို့အားလုံးကိုတက်ဖို့စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့လေရင်မဲဂျင်စုကပလင်းကိုမတော်တဆကန်ပြီးဖျက်ဆီးလိုက်တဲ့အခါသူ့အစီအစဉ်တွေပြတ်သွားခဲ့ပါတယ်။ဒေါသထွက်နေတဲ့အဖေကလေရင်မဲကိုထိန်းချုပ်ခန်းနဲ့ဆွဲခေါ်သွားပြီးသူမနဲ့လေရင်မှုကိုတက်ပြီးယထာကိုတခြားယထာတစ်စင်းနဲ့တိုက်မိစေခဲ့ပါတယ်။ဒါကြောင့်ပဲဆယ်စုနှစ်တခုကျော်ကဆိုးရွားတဲ့မတော်တဆမှုဖြစ်ပွားခဲ့တာပါ။လက်ရှိမှာတော့ဟီဂျူရဲ့ရီးစားကတားရဲ့ခေါင်းကိုကတင်းပေါက်နဲ့အကြိမ်ပေါင်းများစွာရိုက်နှက်ခဲ့တာကြောင့်ဟီဂျူလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့သူ့အမြင်နဲ့စန့်ကျင်ဘက်အနေနဲ့ဟီဂျူကလွန်ခဲ့တဲ့15နှစ်ကမိန်းကလေးငယ်စီကိုပြန်ရောက်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့မီဆန်ရဲ့အဖေရဲ့ဝိညာဉ်ကထိန်းချုပ်ခန်းနဲ့ဝင်ရောက်လာပြီးယထာကိုမောင်းနှင်ပြီးဟန်လန်းကနေမောင်းထုတ်ခဲ့ပါတယ်။ဟီဂျူရဲ့ရီးစားကလည်းသူ့ရဲ့မူလပုံစံအတိုင်းပြန်ဖြစ်သွားပြီးမကြခင်မှာပဲသူ့ညီမကိုနှစ်သိမ့်ပေးခဲ့ပါတယ်။ယထာနှစ်စင်းစလုံးမှာတစ်စင်းကတဘာဝအတိုင်းဖြစ်ပြီးတစ်စင်းကတရေချောက်တာကြောင့်ယထာနှစ်စင်းကွဲသွားကြပါတယ်။ယထာနှစ်စင်းစလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။ဥပမာအားဖြင့်ဝိညာဉ်တွေကပြိုကွဲသွားပါတယ်။ယထာရဲဟောင်းတွေဟာပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးကြောက်လန့်နေတဲ့ခီးသည်တွေဟာထိန်းချုပ်ခန်းတွေကပုံအောင်နေရာကနေထွက်လာကြပါတယ်။နစ်ဆန်ဟာသူမရဲ့ဖခင်ကမကြခင်မှာကောင်းကင်ဘုံမှာပြန်ဆောင်ကြလိမ့်မယ်လို့ပြောလို့နှစ်သိမ့်မှုရခဲ့ပါတယ်။ယထာဟာနေကင်းဘက်ရက်သွားပြီးစိတ်ရှုပ်ထွေးနေတဲ့ခီးသည်တွေဆင်းလာကြပါတယ်။ရုပ်ရှင်ရဲ့နောက်ဆုံးစဝင်ကမ်းမှာညပြန်ရောက်လာပြီးရိုးရိုးတွဲယထာဟာစိုးဘူတာယုံကိုနောက်ဆုံးအကြိမ်ရောက်ရှိလာပါတယ်။ပလက်ဖောင်းပေါ်မှာနေကိုမြင်တွေ့ရပြီးသူမဟာဒီယထာပေါ်မှာလေရင်မဲတယောက်ပြန်ဖြစ်နေပါတယ်။တဘာဝမကြတဲ့ခီးစဉ်မှာဒီလိုဗီဒီယိုတွေထပ်ကြည့်ဖို့ subscribe လုပ်ပါ။ channel ကိုကူညီဖို့ notification တွေကိုဖွင့်ပြီး like လုပ်ထားပေးပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။